င်္ဂလာပါရှင်ညီမရဲ့နာမည်ကတော့မြက်လက်လက်ကိုဖြစ်ပါတယ်ညီမရဲ့အသက်ကတော့28နှစ်ရှိပါပြီညီမရဲ့ကိုလေးချိန်ကတော့ပေါင်130ဖြစ်ပြီးတော့ညီမရဲ့အရက်မြကတော့9ပေနဲ့3ဖြစ်ပါတယ်ရှင်ညီမက L'Oreal Academy နုပညာသင်တန်းကျောင်းရဲ့ကျောင်းဆင်းတူဖြစ်ပြီးတော့ဒီ2019လောက်တည်းကပေါ့နော်ဒီနုပညာလောကတွေဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ MTV တွေပြီးရင်ကြော်ညာပြီးဇလန်တွဲတွေမှာပေါ့နော် support အနေနဲ့ပါဝင်ပြီးတော့တရုပ်ဆောင်ခဲ့ပါရဲ့ရှင်main character အနေနဲ့ဆိုရင်ပေါ့နော် VVTV ကထုတ်လွှင့်ပြသခဲ့တဲ့ဝတ်တဲ့တကူပေါ့နော်။ကြံစီရွယ်လေးမှာဆိုရင်မိန်းအတာအနေနဲ့ပါဝင်ပြီးတော့တုပ်ဆောင်လာပါတယ်ရှင်။ညီမရဲ့စိတ်နေစိတ်ဓာတ်ပြောရမယ်ဆိုရင်ညီမကရိုးရှင်းနဲ့ရိုးရှင်းနေရတာကိုကြိုက်တယ်ပေါ့နော်။စကားအရှုပ်ရှင်းတွေတိတ်မကြိုက်ဘူး။ပုံဝင်လင်းပြောရတာကိုနှစ်သက်တယ်။လုံနေကြခြင်းဆိုရင်တော့ညီမကစိတ်ညစ်ပြန်ဖြစ်ဝမ်းနိုင်ပြန်ဖြစ်တချင်းနားထောင်တတ်တယ်တယောက်တည်းအေးဆေးနေရတာကိုကြိုက်တယ်ပေါ့နော်အာတန်ချက်အနေနဲ့ပြောရမယ်ဆိုရင်ညီမကပေါ့နော်အလုပ်တစ်ခုလုပ်မယ်ဆိုရင်အဲ့ဒီအလုပ်ကိုပဲစူးစိုက်ပြီးတော့အာရုံစိုက်ပြီးတော့လုပ်တတ်တယ်တခြားဟာတွေခေါင်းနဲ့တိတ်မရှိဘူးပေါ့နော်အားနည်းချက်အနေနဲ့ပြောရမယ်ဆိုရင်ညီမကတစ်ခါလေးကြာရင်ပေါ့နော်ကိုယ့်ကိုယုံကြည်မှုလွန်ခဲ့တဲ့အရာတွေပေါ့နော်အများကြီးကြုံရတယ်ကိုယ့်ကိုယုံကြည်မှုထားပြီးတော့နော်ယုံကြည်မှုလွန်ခဲ့သွားတော့တချို့နေရာတွေမှာညီမကသတိမထားလိုက်မိတဲ့အားနည်းချက်တွေဖြစ်သွားတတ်တယ်ပေါ့နော်ဒါကတော့ညီမရဲ့အားနည်းချက်တွေဖြစ်ပါရဲ့ရှင်